The Psychology of Money စာအုပ်ထဲကအဓိကအချက်တွေကိုပြန်လည်အကျဉ်းချုပ်ကြည့်ရအောင်ကျွန်တော်တို့ရဲ့ငွေကြေးဆုံးဖြတ်ချက်တွေဟာတဦးနဲ့တဦးမတူညီပါဘူးအမြဲတမ်းပုံမလိုချင်နေတဲ့လောဘစိတ်ကိုထိန်းချုပ်ပြီးသေးငယ်တဲ့ငွေပမာဏလေးတွေဟာအချိန်ကြာလာတာနဲ့မျှအံ့ဩစရာကောင်းလောက်အောင်ကြီးထွားလာနိုင်တယ်ဆိုတာကိုယုံကြည်ပါချမ်းသာအောင်လုပ်တာထက်ချမ်းသာနေအောင်ထိန်းသိမ်းနိုင်ဖို့ကပိုအရေးကြီးပါတယ်တကယ်ချမ်းသာခြင်းကလွတ်လပ်ခွင့်ပါစုဆောင်မှုဟာသင်ကိုပိုမိုလွတ်လပ်စေပါတယ်အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ထက်ပိုနဲ့ကိုက်ညီပြီးအကျိုးသင့်အကြောင်းသင်ရှိတဲ့ဆုံးဖြတ်ချက်ကိုပဲချမှတ်ပါမထင်မှတ်ထားတဲ့အမှားတွေအတွက်သူတင်ပြင်ဆင်ထားပါဂျင်းနီမြုပ်နှံမှုမှာဈေးပေးရတာရှိပါတယ်အစိုးမြင်စိတ်ထက်အကောင်းမြင်စိတ်ကပိုပြီးလက်တွေ့ကြပါတယ်အားလုံးပေါင်းလိုက်ရင်စစ်မှန်တဲ့ငွေကြေးအောင်မြင်မှုဆိုတာစိတ်ပညာနဲ့အချိန်ရဲ့ပေါင်းစပ်မှုပါပဲဒါကြောင့်စိတ်ကိုမှန်အောင်ထားပြီးစည်းကမ်းတကျနဲ့အချိန်ရဲ့အစွမ်းကိုအသုံးချနိုင်ရင်သင်ဟာတကယ့်ကိုချမ်းသာကြွယ်ဝလာပါလိမ့်မယ်